နိစ္စမေပိစခန္ဓာနိစ္စယမရိတန္တိမရဏံတံကမိတဝါနာဣမံကာယံခိပိတန္တိအနိစ္စမေပိစခန္ဓာနိစ္စယမရိတန္တိမရဏံတံကမိတဝါနာဣမံကာယံခိပိတန္တိမေငါဤပင်စခန္ဓာခန္ဓာ၅ပါးယုံနာတရားတို့သည်အနိစ္စအမြဲမရှိကြလေကုန်တကားအနိစ္စယာမြဲမရှိခြင်းကြောင့်မရိတန္တိသိကြရလေကုန်လတံမရဏံတံသိခြင်းအဆုံးသို့ကမိတဝါနာလာရောက်ကြရကုန်ပြီ၍ဣမံကာယဤခန္ဓာကိုယ်ယုတ်ကောင်ပုဂ္ဂိုလ်သူသာနေလူသေးမြုံနှံတဲ့မြေသုတ်တန်၌ခိပိတန္တိစွန့်ပြကြရကုန်လတံဣတိသောဒုံမေဇာပနာခန္ဓာသို့လိုက်ပါပို့ဆောင်ကြကုန်သောသင်္သူတော်ကောင်းတို့သည်တံဝေကဘာဝနာသတံဝေကဘာဝနာကို၎င်းအတုဘဘာဝနာသာအတုဘဘာဝနာကို၎င်းမရဏတတိသမရဏနုတ္တိဘာဝနာကို၎င်းဘာဝေဘာဝေယတာပို့ဆောင်ရင်ပွားများကြကုန်ရ၏ဘာဝေဘာဝေယတာပွားများရင်ပို့ဆောင်ကြရကုန်၏ငါဤခန္ဓာအနိစ္စမြဲတာမရှိပါမမြဲလာစွာငါခန္ဓာဒီမာနောက်ဆုံးပါဒီပြီးနောက်ဝဲသုတ်တံမဲဆွန့်ပေခံရမှာပါတကားဒုက္ခမေပိစခန္ဓာဒုက္ခယမရိတန္တိမရဏံတံကမိတဝါနာဣမံကာယံခိပိတန္တိမေငါဤပိစခန္ဓာခန္ဓာ၅ပါးယုံနာတရားတို့သည်ဒုက္ခဆင်းရဲကြလေကုန်၏ဒုက္ခရာဆင်းရဲခြင်းကြောင့်မရိတန္တိသိကြရကုန်လတံမရဏံတံသိခြင်းအဆုံးသို့ကမိတဝါနာလာရောက်ရကုန်သည်ဖြစ်၍ဣမံကာယံဤခန္ဓာကိုယ်ယုတ်ကောင်ပုဂ္ဂိုလ်သူသာနေလူသေးမြုပ်နှံတဲ့မြေသုတ်တန်၌သူသာနေလူသေးမြုပ်နှံတဲ့မြေသုတ်တန်၌ခိပိတန္တိစွန့်ပေးကြရကုန်လတံဣတိသောဒုံမေဇာပနာခန္ဓာသို့လိုက်ပါပို့ဆောင်ကြကုန်သောသင်္သူတော်ကောင်းတို့သည်တံဝေကဘာဝနာသတံဝေကဘာဝနာကို၎င်းအတုဘဘာဝနာသာတုဘဘာဝနာကို၎င်းမရဏတတိသမရဏနုတ္တိဘာဝနာကို၎င်းဘာဝေဘာဝေအာထပို့ဆောင်ရင်ပွားများကြကုန်ရ၏ဘာဝေဘာဝေအာထပွားများရင်ပို့ဆောင်ကြကုန်ရ၏ငါဤခန္ဓာဒုက္ခပါချမ်းသာမရှိပါချမ်းသာကင်းကွာငါခန္ဓာဒီမာနောက်ဆုံးပါဒီပြီးနောက်ဝဲသုတ်တံမဲဆွန့်ပေခံရမှာပါတကားအနတ္တမေပိစခန္ဓာအနတ္တယမရိတန္တိမရဏံတံကမိတဝါနာဣမံကာယံခိပိတန္တိမေငါဤပိစခန္ဓာခန္ဓာ၅ပါးယုံနံတရားတို့သည်အနတ္တဆိုမရကြလေကုန်၏အနတ္တယာဆိုမရခြင်းကြောင့်မရိတန္တိသိကြရကုန်လတံမရဏံတံသိခြင်းအဆုံးသို့ကမိတဝါနာလာရောက်ကြရကုန်ပြီ၍ဣမံကာယံဤခန္ဓာကိုယ်ယုတ်ကောင်ပုဂ္ဂိုလ်သုတ်သာနေလူသည်မြုံနှံတဲ့မြေသုတ်တံ၌
သုဒ္ဓနိလူတိရိမြုပ်နှံတဲ့မြေသုဒ္ဓံ၌ခိပိတံတိစွန့်ပြကြရကုန်လတံဣတိသို့ဒုံမေဇာပနာခန္ဓာသို့လိုက်ပါပို့ဆောင်ကြကုန်သောသင်္သူတော်ကောင်းတို့သည်သံဝေကဘာဝနာဇသံဝေကဘာဝနာကို၎င်းအတုဘဘာဝနာဇအတုဘဘာဝနာကို၎င်းမရဏတတိဇမရဏနုတတိဘာဝနာကို၎င်းဘာဝေဘာဝေယတာပို့ဆောင်ရင်ပွားများကြကုန်ရ၏ဘာဝေဘာဝေယတာပွားများရင်ပို့ဆောင်ကြကုန်ရ၏ငါဤခန္ဓာအနတ္တပိုင်တာမရှိပါပိုင်ဆိုင်ကင်းကွာငါခန္ဓာဒီမှာနောက်ဆုံးပါဒီပြီးနောက်ဝေတုတ်တံမေစွန့်ပေခံရမှာပါတကား